ဒီရုပ်ရှင်ဟာအမှန်တကယ်ဖြစ်ရမှန်ကိုအခြေခံထားတာဖြစ်ပါတယ်ကြည့်လိုက်ရအောင်ဒီလူဟာစစ်မြေပြင်ကိုရှင်းလင်းနေတော့မှသူ့နောက်မှာဂိုတန်ကြားလိုက်ရလို့လိုက်သွားဆုံနှန်းကြည့်တော့ကျင်းဒီမှာပုံနေတဲ့မိန်းကလေးငယ်လေးတယောက်ကိုတွေ့လိုက်ရပါတယ်ထွန်းဟာဖြည်းဖြည်းချင်းလျှော့သွားခဲ့တယ်ကောင်မလေးကရမ်းကြောက်လန့်နေပြီးသူ့မေရဲ့လက်ကိုတင်းတင်းဆုပ်ကင်ထားပြီးမလွတ်ပဲထိုင်ကုန်နေခဲ့တယ်သူမှမသိတာကတော့သူ့မေဟာသူ့ကိုထာဝရဆွန့်ခွာသွားခဲ့ပြီဆိုတာပါပဲထွန်းဟာချက်ချင်းတနာမိလိုက်ပါတယ်သူ့လက်နှစ်ဖက်ကိုစန်တန်းလိုက်ပြီးကောင်မလေးကိုသူ့လုံခြုံတဲ့နေရာကိုခေါ်သွားမယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့သူတို့စကားမတူတာကြောင့်ကောင်မလေးကသူပြောနေတာကိုလုံးဝမသိခဲ့ပါဘူးသူ့ရဲ့အမူအရာတွေထဲမှာကျင်နာမှုကိုခံစားမိခဲ့ပြီးနောက်ဆုံးတော့ကောင်မလေးဟာထွန်းရဲ့ရင်ခွင်ထဲကိုပြေးဝင်ပြီးမထိန်နိုင်အောင်ရှိုက်ကြီးတဲ့ငင်ငိုကြွေးခဲ့ပါတယ်သူ့ရဲ့ရဲဘော်တွေကခလေးကိုပွေ့ချီထားတဲ့ထွန်းကိုမြင်တဲ့အခါအားလုံးအံ့ဩခဲ့ကြပါတယ်ရန်သူနိုင်ငံကခလေးဖြစ်နေပေမဲ့လည်းအိမ်မက်ရမဲ့ခလေးကိုခေါ်ယူဆောင်ရှောက်ဖို့စံသားရှိကြောင်းအားလုံးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးကောင်မလေးဟာထွန်းကိုတင်းတင်းတွေ့ကနေခဲ့တယ်ထွန်းပဲသွားသူမကလိုက်နေခဲ့ပြီးဒါပေမဲ့စစ်မြေပြင်ကအန်ဒီရီနဲ့ပြည့်နေခဲ့ပါတယ်ထွန်းဟာခလေးမကိုကာကွယ်ဖို့ကြိုးစားရင်းအမြောက်ဆန်ကြောင့်ဒဏ်ရာရခဲ့တယ်ကလေးမကိုထိခိုက်မှုမရှိတာမြင်ပြီးမှသူတတိလစ်သွားခဲ့ပါတယ်။နေ့ရက်ကြာပြီးနောက်ထွန်းတတိရလာပြီးအဲ့ဒီအချိန်အတွင်းမှာကောင်မလေးကသူ့ဘေးနားမှာစောင့်ကြပ်နေခဲ့တာပါ။ထွန်းနိုးလာတာနဲ့မြင်တာနဲ့သူမဟာတပင်းချရင်ပြုံးလိုက်ပါတယ်။မကြခင်မှာစစ်တပ်ကဂုံပြူပွဲကျင်းပခဲ့ပြီးတမှုကထွန်းရဲ့ရဲစွမ်းတက်တိကိုချီးကျူးပြီးကောင်မလေးကိုဂယုဆိုင်ဆောင်ရှောက်ဖို့ခွင့်ပြုခဲ့ပါတယ်။သူတို့စကားမပြောနိုင်ကြပေမဲ့ကောင်မလေးဟာထွန်းရဲ့ဖခင်မေတ္တာကိုခံစားနိုင်ခဲ့တယ်။ထွန်းရဲ့ကြမ်းတမ်းတဲ့လက်တွေကကောင်မလေးရဲ့စပင်ကိုတက်ရောက်အောင်မဖိပေးနိုင်တာကြောင့်တွေးခေါ်တတ်တဲ့ကောင်မလေးဟာသူ့ရဲ့စပင်ရှည်တွေကိုကိုယ်တိုင်ဖျက်ပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ထွန်းဟာခလီမကိုအာမာလက်နဲ့ပေးခဲ့ပါတယ်။အာမာဟာတူရကီဘာသာစကားကိုမပြောတတ်တာကြောင့်အချိန်ကြာကြီးတိတ်ဆိတ်နေခဲ့ပါတယ်။ဒါပေမဲ့ထွန်းကတော့နေ့တိုင်းအချိန်ပေးပြီးဘာသာစကားသင်ပေးခဲ့ပြီးတဖြည်းဖြည်းနဲ့အာမာကိုပြီးရွှင်လန်းလာပါတယ်။စစ်သားတွေရဲ့ပုံမှန်လေ့ကျင့်ရေးဘဝမှာလူခတ်နေရဲ့ပျော်ရွှင်မှုတွေကိုယူဆောင်ပေးခဲ့ပါတယ်။အာမာစကလုံးတွေပို့ပြီးသင်ယူလာတဲ့အခါထွန်းကိုစိတ်ရင်းနဲ့ပွင့်ပွင့်လင်းလင်းပြောဆိုလာခဲ့တယ်။ဖေဖေလို့ခေါ်လိုက်တဲ့အခါထွန်းဟာအံ့ဩဝမ်းမြောက်ခဲ့ရပါတယ်။သူဟာအာမာကိုသူ့ရဲ့ကိုယ်ပိုင်သမီးတယောက်လိုသဘောထားပြီးသားချစ်နေခဲ့တာပါ။အာမာရဲ့ရှိနေခြင်းဟာထွန်းရဲ့အထီးကျန်ပြီးတင်းတန်းတဲ့ဘဝရဲ့မှောင်တိုက်ထဲကအလင်းရောင်တကူလိုဖြစ်နေခဲ့ပါတယ်။သူတို့အတူတူဈေးဝယ်ထွက်ကြတယ်။အရသာရှိတဲ့အစားအစာတွေစားကြတယ်။အတူတူကားကြတယ်။စစ်သားတွေအတွက်ချစ်ထီးဖို့ရောက်လာတဲ့မရီလင်မွန်ရိုးစီကတော့လက်မပါတဲ့ဓာတ်ပုံကိုအာမာကရခဲ့ပါသေးတယ်။ဒါပေမဲ့ပျော်ရွှင်စရာအချိန်တွေကကောင်းကင်ဘော်ကစွမ်းတဲ့ကောင်ကိုပဲတဖြည်းဖြည်းဝေးကွာသွားခဲ့တယ်။ထောက်ပံ့တပ်ဖွဲ့တွေကိုရီးယားမှာတနေ့ကြာနေခဲ့ပြီးပထမအတုပ်စစ်သားတွေပြန်ဖို့အချိန်ကြာလာတယ်။ရဲဘော်တွေကအာမာနဲ့ဘယ်တော့မှပြန်တွေ့ဟောင်းမယ်မသိတာကြောင့်နှုတ်ဆက်ခဲ့ကြတယ်။အာမာကိုဆုံးရှောက်ဖို့အတွက်ထွန်းကဇေဒနာဝန်စစ်သားအဖြစ်ဆက်နေဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူ့ရဲ့စိတ်ဆောင်းထားတဲ့ချားတဲ့အခါဒေါသထွက်သွားတယ်။သူတို့ရဲ့မင်္ဂလာစီစဉ်လေးဖျက်လိုက်ရပြီးထွန်းကသူ့ဆုံးဖြတ်ချက်မှန်ရလားဆိုတာမသိကြပေမဲ့အာမာသူ့ကိုလိုအပ်နေတာသိပြီးဖခင်တယောက်ရဲ့တာဝန်ကိုယူရမယ်ဆိုတာကိုနားလည်ခဲ့တယ်။အဲဒီနောက်မမျှော်လင့်ထားတဲ့သတင်းတစ်ခုရောက်လာတယ်။စစ်မြေပြင်အခြေအနေပြောင်းလဲခြင်းကြောင့်တပ်ဖွဲ့တွေကိုဆုတ်ခွာဖို့အမိန့်ရလိုက်ပါတယ်။တပ်မှူးကအမာကိုဒေတာဝန်မေးပင်ခရာကိုပို့ဖို့စီစဉ်လိုက်တယ်။ထွန်းကအတင်းပါစိတ်မပပေမဲ့ဒါကအမာရဲ့လုံခြုံရေးအတွက်အကောင်းဆုံးလမ်းကြောင်းပဲဆိုတာသိခဲ့တယ်။အမာစာတန်တွေကိုဝင်သွားတဲ့အခါတူရကီနိုင်ငံတော်တည်ခြင်းကိုတီးနေကျဆန်တရာတန်ကိုချက်ချင်းစိတ်ဝင်စားသွားတယ်။မဲတာဒီတည်ခြင်းကိုကောင်းကောင်းတင်ယူပြီးတခြားသူတွေထက်ပိုကောင်းအောင်တည်ဆိုလိုက်ရင်နာမင်းကိုအမြဲဂုဏ်ယူနေမယ်နော်လို့ထွန်းကပြောလိုက်တယ်။ဒါပေမဲ့ထွန်းကအမာကိုနောက်ဆုံးသူဆက်စကားတော့မပြောရသေးခင်သူမကသူ့ရဲ့ရင်ခွင်ထဲကရုံးထပ်သွားခဲ့တယ်။သူ့ရဲ့ဖေဖေကိုဂုဏ်ယူစေခြင်းလာကြောင့်အမာဟာတည်ခြင်းကိုလေ့လာဖို့စိတ်အားထက်သန်နေခဲ့တယ်။အဲ့ဒီအခိုက်မှာထွန်းဟာသူ့ရဲ့မျက်ရည်တွေကိုမထိန်နိုင်ဘူးအမာကိုထားခဲ့ဖို့စိတ်မပပဲငေးကြည့်နေခဲ့တယ်။သူမအိမ်ရသေးမှာနေရာယူနေတာကိုမြင်တော့သူစိတ်ကွဲပြားစွာနဲ့အကူအညီမရှိလို့လွှဲထွန်းသွားခဲ့တယ်။သူမကအော်ငိုပြီးသူ့ကိုမစွန့်ပစ်ဖို့တောင်းပန်ခဲ့တယ်။ထွန်းကသူမကိုဘတော်မှမထားခဲ့ဘူးလို့ကတိပေးပြီးသူမကိုတူရကီကိုပြန်ခေါ်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်။သူတို့စစ်သားနေစီယာကိုပြန်ရောက်တော့ထွန်းကဓာတ်တစ်ချောင်းကိုယူပြီးခီးသွားအိတ်ထဲမှာအပေါက်ငယ်လေးတစ်ခုဖောက်ကအမာကိုဝှင်းဖို့စီစဉ်လိုက်တယ်။လုံခြုံရေးစစ်ဆေးရင်ကိုကြော်သွားပြီးဆိုရင်အိမ်ပြန်မဲ့တင်းပေါ်တန်းနိုင်ပြီးဝန်တိုင်းတွေကခီးသွားအိတ်မှာတခြားထူးခြားနေတာကိုတတိထားပေးပဲဘာမှမပြောပဲထွန်းကိုသွားခွင့်ပြုလိုက်ပါတယ်။ဒါပေမဲ့ထွန်းစိတ်သက်သာရပြီလို့ထင်လိုက်တဲ့အချိန်မှာမိဘခရတဲ့ဒါရိုက်တာကလိုက်လာပြီးရုပ်ရှင်ရလှုပ်ရှင်ကြောင်းကဒါရိုက်တာကထွန်းကိုပယ်လိုက်တဲ့အချိန်ထွန်းရဲ့စီစဉ်ပျက်စီးသွားခဲ့တယ်။တခြားရိချက်မှုမရှိတော့တာကြောင့်ထွန်းကအမာကိုနောက်ဆုံးနှုတ်ဆက်စကားပြောလိုက်တယ်။စစ်ပြီးတာနဲ့ပြန်ခေါ်လာမယ်လို့ကတိပေးခဲ့တယ်။ဒါပေမဲ့ထွန်းထားရသွားတဲ့အခါအမာရဲ့နှလုံးသားကကွဲကွယ်သွားခဲ့တယ်။စစ်ဖြစ်နေတဲ့အချိန်ဆက်သွယ်မှုမရှိတဲ့အချိန်မှာဖခင်နဲ့သမီးနှစ်ယောက်လုံးဘယ်တော့မှပြန်တွေ့မယ်ဆိုတာမသိခဲ့ကြဘူး။သူတို့ပြန်လဲတင်ဆိုးနိုင်ဖို့အခွင့်အလမ်းတစ်လုံးလမ်းမရောနိုင်တော့ဘူးလို့ရပါတယ်။ထွန်းတူရကီကိုပြန်ရောက်တော့သူ့စိတ်ဆောင်းထားတဲ့ကြီးစားကလာကြိုတာမရှိဘူး။တငယ်ချင်းဒီစီကနေသူမကတခြားသူတွေလုံးနဲ့စိတ်ဆောင်းလိုက်ပြီဆိုတာကိုသိလိုက်ရတယ်။ထွန်းကြီးဒေါသသွားခဲ့ပြီးသူကိစ္စတွေကိုရှင်းလင်းဖို့အတွက်သူ့ရဲ့စိတ်ဆောင်းထားတဲ့သူကိုတွားတွေ့တယ်။ဒါပေမဲ့သူမကသူ့ကိုတစ္ဆာဖုတ်တယ်လို့ဆွတ်သွဲဆိုခဲ့တယ်။သူစိမ့်ကလေးတယောက်အတွက်သူတို့ရဲ့စိတ်ဆောင်းမှုကိုအန်ဒီရဲ့ဖြစ်စီခဲ့တယ်လို့ပြောလိုက်တယ်။ထွန်းရဲ့ရင်ထဲမှာတော့သူမကအဲ့ဒီကလေးမလောက်အရင်မပါတော့ဘူးဖြစ်နိုင်ပါတယ်။သူ့ရဲ့စိတ်ဆောင်းထားတဲ့သူထွက်သွားတာကသူ့ကိုအပြင်းထန်ထိခိုက်စေခဲ့တယ်။နှလုံးကျွဲစွာနဲ့သူမိဘတွေရဲ့အကြံပေးကိုနားထောင်ပြီးစိတ်ပိုင်းဆိုင်ရာဆက်သွယ်မှုမရှိတဲ့အမျိုးသမီးနဲ့လက်ထပ်တီးကခဲ့တယ်။သူဟောအမ်မာကိုမနာမနာရှာဖွေခဲ့တယ်။ဒါပေမဲ့ဘာသတင်းမှမရဘူး။ဒါပေမဲ့သူ့ဇနီးကတော့နားလည်မှုရှိပြီးဘတော်မှမငြင်းညံ့နေဘူး။လက်ရှူရှူခံနေရပေမဲ့သူခမင်ရဲ့နှလုံးသားကနိုင်ငံခြားကလေးမစီမှာရှိနေသေးပါပဲ။သူမကအမ်မာကိုရှာဖွေဖို့ကူညီမယ်လို့ပြောခဲ့တယ်။သူတို့ဝေးလံတဲ့နေရာဒီခရီးသွားခဲ့ပေမဲ့လာတော်ထဲမှာဘာအစအနမှမရခဲ့ဘူး။တန်ယုံကစိတ်မကောင်းစွာနဲ့စစ်ပွဲကဆက်လက်ဖြစ်ပွားနေစေဖြစ်ပြီးလက်ရှိဆက်သွယ်မှုအခြေအနေတွေကြောင့်ဟိုဘက်ကိုဆက်သွယ်ဖို့ခက်ခဲနေတယ်လို့ပြောလိုက်တယ်။ထွန်းဟာလုံးဝအကူအညီမရှိတော့ဘူးလို့ခံစားခဲ့ရတယ်။သူ့နိုင်ငံ
နိုင်ငံကတော့မကူညီနိုင်ခဲ့ဘူးဒါပေမဲ့သူ့ဇနီးကသူ့ဘေးနားမှာဆက်ရှိနေပြီးအားပေးခဲ့တယ်လမ်းမလျှော့နဲ့လူသူမကတိုက်တွန်းခဲ့ပြီးတနေ့အန်မာကိုရှာတွေ့မဲ့ပါပဲလူဒီချန်လူဝီဒီအချိန်တွေတဲ့ကုန်းသွားခဲ့ပြီးနှစ်90မြန်မြန်ကုန်းသွားခဲ့တယ်အခုနောက်တော့စပင်ဖြူနဲ့အသက်ကြီးအတူတလောက်ထွေးနေတဲ့ထွန်ဟာအန်မာကိုမစင်းစားပဲမနေနိုင်ခဲ့ဘူးသူ့ရဲ့အိုးမင်းနေတဲ့ခန္ဓာကိုယ်ကဘလောက်ကြာကြာခံနိုင်မလဲဆိုတာမသိခဲ့ဘူးနောက်တက်အနေနဲ့သူဆုံးသွားတာမျိုးမခက်ချင်ခဲ့ဘူးတရက်မှာသူဟာအန်မာကိုသူ့ရှေ့မှာမတ်တက်နေတယ်လို့မြင်လိုက်တဲ့ထင်ခဲ့တယ်ဒါကလွမ်းတားတတာမှုကြောင့်ဖြစ်ပေါ်လာတဲ့မျက်လက်ကြီးတကောက်လိုပဲဖြစ်နိုင်တယ်ဒါပေမဲ့ဖျားသခင်ကတော့သူ့ရဲ့စိတ်သက်ကိုထိမိသွားတာဖြစ်နိုင်ပါတယ်နောက်တစ်နေ့မှာတော့သူ့ဇနီးကတန်ယုံကနေဖုံးခေါ်လိုက်တဲ့သတင်းတစ်ခုကိုရရှိခဲ့တယ်သတင်းတောက်တွေကအန်မာရဲ့ဇက်လန်ကိုစိတ်ဝင်စားခဲ့တယ်သူတို့ဟာထွန်ကိုအန်မာကိုရှာတွေ့အောင်ကူညီဖို့မှတ်တမ်းရုပ်ရှင်ရိုက်ဖို့စီစဉ်ခဲ့ကြတယ်ဒီသတင်းကိုကြားတဲ့အခါထွန်ရဲ့ရှင်ထဲမှာဖျော်လင်းတဲ့တစ်ချက်ပြန်လဲတောက်လောင်ခဲ့တယ်နောက်ဆုံးအန်မာကိုပြန်တွေ့ဖို့အခွင့်အလမ်းရခဲ့ပြီးမစုံမနာစူးစမ်းပြီးနောက်သတင်းထောက်တွေကနောက်ဆုံးအန်မာဘယ်မှာရှိနေလဲဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဝန်ထမ်းတွေကထွန်နဲ့အန်မာတွေ့ဆုံနိုင်ဖို့အလင်းမြန်စီစဉ်ပေးခဲ့တယ်သူဟာဒီနေ့အတွက်အချိန်ကြာကြီးစောင့်စားခဲ့တာအခုမှအန်မာလဲစပင်ဖြူနဲ့အသက်ကြီးအတူတလောင်ဖြစ်နေပါပြီသူမကသတင်းတောက်ပေးလိုက်တဲ့ဓာတ်ပုံရောင်းတွေကိုစိတ်အားထက်သန်စွာယူခဲ့တယ်ဒီဓာတ်ပုံတွေကသူ့ဖေဖေနဲ့အတူတူဖြတ်တန်းခဲ့တဲ့တိုတိုတဲ့ပျော်ရွှင်စရာအခိုင်အမာတွေကိုမှတ်တမ်းတင်ထားတာပါဘာပဲဖြစ်ဖြစ်အဲ့ဒီမောင်တိုက်နဲ့အကူအညီမရှိတဲ့ညမှာသူ့အသက်ကိုကယ်ခဲ့တဲ့သူကိုဘယ်တော့မှမမေ့ခဲ့ဘူးနှစ်ပေါင်းများစွာကြာထင်ပြီးသူမဟာအိမ်မက်ထဲမှာပဲသူ့ဖေဖေကိုတွေ့ခဲ့တယ်သူ့ဖေဖေကိုနှစ်50ချောင်ရှာဖွေခဲ့ပြီးတကယ်တမ်းသူ့ဖေဖေကတော့သူမကိုအမြဲတမ်းရှာဖွေနေခဲ့တာပါပဲနောက်ဆုံးတော့သူတို့နှစ်ယောက်လုံးစောင်းမြောက်နေတဲ့အခိုင်အမာရောက်လာခဲ့တယ်ထွန်ကအာမာကိုချက်ချင်းမှတ်မိတယ်နှစ်50ချောင်သွားပေးမဲ့သူ့ရင်ထဲမှာသူမဟာအခုထိချစ်စရာကောင်းမလေးတစ်ယောက်ပဲဖြစ်နေခဲ့တာဒါကြောင့်အာမာရဲ့နှုတ်နှံစဲတဲ့ရမူဝဲပတ်စရာမုံတွေကဝမ်းမြောက်မှုမဲ့ရင်နဲ့အဖြစ်ပြောင်းလဲခွာခဲ့ပြီးဒါကလည်းဒီမညော်မဲတဲ့စကားလုံးတွေကရှိမ့်မဲ့ပြောင်းမဲထားတဲ့ဒီအတကယ်နေအောင်ကထာဝရအဖခင်နဲ့သမီးရင်းနှီးမှုကိုတိစောက်ခဲ့တာပါဒီရုပ်ရှင်ဟာအမှန်တကယ်ဖြစ်ရမှန်ကိုအခြေခံထားတာဖြစ်ပြီးဒါရိုက်တာကအဓိကဇက်ကောင်ကိုဂုဏ်ပြုဖို့အထူးမြင်စင်တစ်ခုခြံထားခဲ့ပါတယ်